အမျိုးသားတစ်ယောက်ကကားခတ်ရှင်းဖို့အတွက်ရေတန့်တပူးကိုထုတ်ပေးလိုက်ပါတယ်။ရင်မောင်းကရုတ်တရက်ဒူးထောက်ပြီးကျေးဇူးတင်စကားပြောလိုက်တယ်လို့ချက်ချင်းပဲသူ့ဇနီးစီဖုန်းဆက်ပြီးသူတို့မိသားစုတထေးဖြစ်တော်မယ်လို့လှမ်းပြောပါတယ်။ဒီကဘာကြီးမှာရေတုညဉ့်ညံ့မှုကြောင့်တန့်ရှင်းတဲ့ရေဟာအလွန်ရှားပါးသွားပြီးရေတန့်ကိုငွေကြေးတစ်ဖွဲအသုံးပြုနေကြရတာဖြစ်ပါတယ်။ချမ်းသာတဲ့မိသားစုတွေဆိုရင်ရေတန့်နှစ်ဖူးလောက်ကိုတောင်တက်တော်ဆောင်တွေနဲ့အဆောင်လျှောက်ထားကြရပါတယ်။ဒါပေမဲ့ဒီအမျိုးသားကတော့ဘာမှမသိပဲသူ့အမေရဲ့အဝတ်စားမှာပေးနေတဲ့အစွန်းထင်းတွေကိုရေတန့်နဲ့ဆေးကြောနေပါတယ်။ဆရာဝန်ကစိုးရိမ်တကြီးနဲ့ဒီရေတန့်တပူးဆိုရင်သူ့အမေကိုစိန်ခံခန်းမှာတစ်နှစ်လုံးထားနိုင်တယ်လို့သတိပေးပါတယ်။ဘေးနားကသူ့ဇနီးဟောင်းကတော့အံ့ဩသွားပြီးသူကဆင်းရဲသားတစ်ယောက်ပါဘလို့လို့ဒီလောက်တန်ဖိုးရှိတဲ့ရေတန့်တွေပိုင်ဆိုင်နေတာလဲလို့မေးခွန်းထုတ်ပါတယ်။တထေးသားကမနေ့ကမှဒီလူကိုအလုတ်ထုတ်ခဲ့တာကိုသတိရသွားပါတယ်။အလုတ်ထုတ်တဲ့ရော်ကြီးအဖြစ်ရေတန့်တွေထည့်ထားတဲ့ကိုတောင်တစ်ခုလုံးကိုပေးလိုက်တာပါ။တကယ်တော့အဲ့ဒီကိုတောင်ထဲမှာဘာမှမရှိပါဘူး။ဒါပေမဲ့ဒီအမျိုးသားဝင်သွားတာနဲ့အဲ့ဒီကိုတောင်ကနေရေတန့်တွေကိုကန့်တက်မရှိထုတ်လုပ်ပေးနေမယ်ဆိုတာကိုသူမသိခဲ့ပါဘူး။အမျိုးသားကနားမလည်ပဲရေတန့်ဘူးကိုဆရာဝန်လက်ထဲထည့်ပေးလိုက်ပါတယ်။ဆရာဝန်ကသူ့အမေကိုအကောင်းဆုံးကုသပေးမယ်လို့ကတိပေးလိုက်တော့မှရေတန့်ရဲ့တန်ဖိုးကိုသူနားလည်သွားပါတယ်။သူကဂိုးတောင်ကိုပြန်သွားပြီးရေတန့်တွေပို့ထုတ်လုပ်ပါတော့တယ်နောက်တစ်နေ့မှာလေလံပွဲတစ်ခုကိုသွားတဲ့အခါလုံခြုံရေးတွေကအိတ်ကိုစစ်ဆေးပါတယ်သူ့အိတ်ထဲမှာရေတန့်ဘူးတွေအပြည့်ပါနေတာတွေ့တော့လေးလေးစားစားနဲ့အထဲဝင်ခွင့်ပေးလိုက်ပါတယ်အမျိုးသားကအမျိုးသမီးတစ်ယောက်ရဲ့ဘေးနားမှာဝင်ထိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာအခမ်းအနားမှုကဆွဲကြိုးတကုံးကိုလေးလံတင်နေပါတယ်ဒါဟာသူမရဲ့အမေထားရစ်ခဲ့တဲ့ပစ္စည်းလေးဖြစ်ပါတယ်သူမကရေတန့်နှစ်ဖူးပေးပေမဲ့တထေးသားကသုံးဖူးပေးလိုက်တာကြောင့်သူမမရှင်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာအမျိုးသားကရေတန့်လေးဘူးဈေးခေါ်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့သူမရဲ့အမေကသူ့အမေကိုကယ်တင်ဘူးတဲ့ကျေးဇူးရှိလို့ပါသူမကိုကူညီပြီးဆွဲကြိုးပြန်ယူပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တထေးသားကဒီကောင်ပတ်စံမတက်နိုင်ပါဘူးလို့လှောင်ပြောင်တဲ့အခါအမျိုးသားကအိတ်ထဲမှာပါလာတဲ့ရေတန့်တွေအကုန်လုံးကိုတွန်းချပြလိုက်ပါတယ်အားလုံးကအံ့ဩသွားကြပါတယ်ဘာလို့လဲဆိုတော့ဒီပမာဏကလေလံအိတ်တစ်ခုလုံးကိုတောင်ဝယ်လို့ရနေလို့ပါပဲတထေးသားကရေတွေခိုးလာတာလို့ဆွဆွဲပေမဲ့လေလံပွဲပိုင်ရှင်ရောက်လာပြီးအမျိုးသားရဲ့ကြွယ်ဝမှုကိုအတိမတ်ပြုလိုက်ပါတယ်ပိုင်ရှင်ကတထေးသားကိုမောင်းထုတ်လိုက်ပြီးအမျိုးသားနဲ့မိတ်ဆွေဖွဲ့ခြင်းလို့ဘန်ကက်တစ်ခုပေးလိုက်ပါတယ်လေလံပွဲပြီးတော့အမျိုးသမီးရဲ့မိသားစုဒေဝါလီခံရတော့မယ်ဆိုတာသိလိုက်ရပါတယ်တထေးသားကသူမနဲ့မြေကွက်တစ်ကွက်ကိုအပြိုင်လူနေတာပါအမျိုးသားကကူညီဖို့ဆုံးဖြတ်လိုက်ပေမဲ့တထေးသားကမြေကွက်ကိုအရင်ဝယ်ဖို့လုပ်ပါတယ်ဒါကြောင့်အမျိုးသားကရေတန့်တွေအပြည့်တင်ထားတဲ့လှဲတစ်စီးကိုယူလာလိုက်ပါတယ်မြေပိုင်ရှင်ကချက်ချင်းပဲမြေကွက်ကိုအမျိုးသားစီရောင်းလိုက်ပါတယ်ဒီလောက်များပြားတဲ့ကြွယ်ဝချမ်းသာမှုကိုမြင်လိုက်ရတဲ့တထေးသားခမများဘာမှမတတ်နိုင်ပဲအကြီးအကျယ်ရှုံးနေသွားပါတော့တယ်